မိုးတိတ်ထန်စွာရွာတဲ့မှုကြောင့်မြောက်ဦးမြို့နယ်မှာရှိတဲ့စစ်ဘေးရှောင်စခန်းတစ်ခုမှာစခန်းတစ်ခုလုံးရေနံမြုပ်နေတာကိုမြင်တွေ့နေရတာပါရခိုင်မှာပြီးခဲ့တဲ့ဇူလိုင်လ4ရက်နေ့ကလေးကမိုးတဲထစွာရွာတန်းခဲ့တဲ့အတွက်စစ်ဘေးရှောင်လူဦးရေ200ကျော်နေထိုင်တဲ့မြောက်ဦးမြို့နယ်ကဂါရတော်စစ်ဘေးရှောင်စခန်းမှာတဖြည်းဖြည်းရေနံမြုပ်လာတာဟာဒီနေ့ဇူလိုင်လ9ရက်နေ့မှာစခန်းတစ်ခုလုံးနှိမ့်မြုပ်နေပြီဖြစ်ပါတယ်ခုဆိုရင်စခန်းအတွင်းမှာရေအမြင့်ပြေ6ပေကျော်အထိမြင့်တက်နေပြီဖြစ်တဲ့အတွက်ကြောင့်စခန်းအတွင်းမှာနေထိုင်နေကြတဲ့စစ်ဘေးရှောင်တို့ကိုဖုန်ကြီးကျောင်းတွေကိုယာယီပြောင်းရွှေ့ထားတယ်လို့ဆိုပါတယ်အဲ့ဒီဂါရတော်စစ်ဘေးရှောင်စခန်းမှာစစ်တွေမြို့နယ်နဲ့ပုံနာကျင်းမြို့နယ်တွေကစစ်ဘေးရှောင်အင်ထုံစု90ကိုစုနဲ့လူဦးရေ200ကျော်နေထိုင်နေကြတာပါလက်ရှိမှာမိုးတိတ်ထန်စွာရွာသွန်းမှုကြောင့်စစ်ဘေးရှောင်တွေဟာစားဝဲနေရဲ့အခက်အခဲတွေအပြင်ကုညီကစီရေးတွေကိုပါအရေးပေါ်လိုအပ်နေပါတယ်မိုးလေဝသခမဲရှိတဲ့ရခိုင်ကမော်တော်စစ်တွေကြောက်တော်နဲ့အနီးတစ်ဝိုက်ဒေသတွေဟာအနီးရောက်အဆင့်ပေါ်ရောက်ရှိနေပြီးလာမစ်ဇူလိုင်လ17ရက်နေ့အထိမိုးရေရှိမြင့်တက်နိုင်တယ်လို့ခမဲထားကြပါတယ်ရခိုင်ပြည်နယ်ကမြို့နယ်9ခုလောက်မှာမိုးကြီးနေလို့လူတသိန်းလောက်ရေဘေးကြုံနေပါတယ်။ကြောက်တော်၊မြောက်ဦး၊မင်းပြား၊ပုံနှကျွန်း၊ဘူးသီးတောင်၊တောင်ကုန်းနဲ့မောင်တော်စတဲ့မြို့နယ်တွေမှာရေကြီးနေတာကြောင့်နေအိမ်ထောင်ထဲချီနှင်းမြုပ်နေပါတယ်။အဲ့မြို့နယ်တွေကရွာပေါင်း100ကျော်မှာဇူလိုင်လ9ရက်နေ့ကလေးကရေစတင်ဝင်ရောက်လာတာကြောင့်ဒေသခံတွေကိုအာရခတပ်တော် AA နဲ့ပရိုက်တာအဖွဲ့တွေကရေဘေးလွတ်ရာနေရာတွေကိုရွှေ့ပြောင်းပေးနေတယ်လို့မြေပြင်မှာအကူအညီပေးနေသူတွေကပြောပါတယ်။လက်တလောရေကြီးရေရှမ်းတာတွေကြောင့်သေဆုံးသူတွေလည်းရှိနေပါတယ်အထူးသဖြင့်ရေစီးနဲ့မျိုးပါသွားတဲ့ဟာများတယ်ကြဒီမိုးကကြရင်တောင်ပေါ်ဒေသမှာအဆက်မပြတ်ရော်တယ်အောက်ဘက်ကနေတဲ့လူတွေကကြရင်အဲ့အခင်းချင်းမတိကြောက်ပေါ့နော်အဲ့ဒီအချိန်မှာဒီဆက်လီတွေနဲ့လှေတွေနဲ့အဲ့မြစ်တွေကိုဖြတ်တဲ့အချိန်မှာရေစီးတန်လာပြီးတော့ရေစီးကချက်ချင်းဆင်းလာပြီးတော့ဝုန်းဆိုတာနဲ့ပါသွားတဲ့ဟာရှိရကြကနဦးသတင်းတွေအရသေဆုံးသွားသူတွေဟာကြောက်တော်မြို့နယ်က2ဦးနဲ့ပုံနှကျွန်းမြို့နယ်က1ဦးဖြစ်တယ်လို့သိရပါတယ်သေဆုံးသူတွေနဲ့ပတ်သက်လို့ RFA အနေနဲ့တိကျအတည်မပြုနိုင်သေးသလိုရခိုင်ပြည်နယ်ရဲ့စစ်တပ်ခန့်ပြောခွင့်ရသူဦးမြင့်စိုးကိုတယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့လည်းဖုန်းမဖြေပါဘူး။လက်တော်ကတော့နေရာရွှေ့ပြောင်းလိုက်ရတဲ့အတွက်တော့စောင်းရဲတောက်ရဲနေထိုင်ရဲကတော့လက်တော်သူတို့မှာရင်ဆိုင်နေရတဲ့အခက်အခဲဖြစ်မယ်။ဒီနောက်ဆက်တွဲလာမယ့်အပိုင်းတွေရှိမယ်လို့တွက်ဆတယ်။ကျွန်တော်တို့ဒီတချို့မျိုးစပါးတွေရေဝင်သွားတဲ့ဟာရှိတယ်။ဒီစားနေခါတချို့ပျက်စီးသွားတဲ့ဟာရှိတယ်။ဒီထွန်ရဲထားတဲ့လေမြေတချို့လေးပျက်စီးသွားတယ်ဗျဒီအပိုင်းကတော့ကျွန်တော်တို့ဒီရေဘင်းနဲ့အတူကြုံလာမယ်ကျွန်တော်နောက်ဆက်တွဲပြဿနာလို့မြင်ပါတယ်ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ပိုင်းဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ပင်လယ်ပြင်ကိုဝင်ရောက်လာတဲ့အားလုံးကောင်းတဲ့တိုင်ဖုန်းမုန်တိုင်းကြောင့်မိုင်ပေါင်း2000ကျော်ဝေးတဲ့ရခိုင်ကမ်းရိုးတန်းကိုမုတ်တုံလေဓာတ်ရိုက်ဝင်ရောက်လာတာကြောင့်ရခိုင်ပြည်နယ်မြောက်ပိုင်းကမြို့နယ်တွေမှာမြေပြိုတာနဲ့ရေကြီးရေရှမ်းတာတွေဆက်ကြုံရနိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းပါတယ်စစ်တပ်လက်အောက်ခံမိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေအားကောင်းတာတွေကြောင့်ဇူလိုင်10ရက်နေ့ကနေ18ရက်အတွင်းရခိုင်ပြည်နယ်အပါအဝင်တိုင်းနယ်ပြည်နယ်17ခုမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်ကမ္ဘာလုံးဆိုင်ရာရေလွှမ်းမိုးမှုကြိုတင်သတိပေးစနစ်ရဲ့ထုတ်ပြန်ချက်မှာတော့ရခိုင်ပြည်နယ်ဟာနှစ်ပေါင်း20အတွင်းအဆိုးရွားဆုံးစံချိန်တင်ရေကြီးရေရှမ်းမှုကြောင့်ရက်ရှည်ရေကြီးနိုင်ပြီးရေလွှမ်းမိုးမှုကြောင့်ဒေသရင်းကလေယာစိုက်ပျိုးမြေ3696ဟက်တာလောက်ပျက်စီးဆုံးရှုံးနိုင်တယ်လို့ဒေသခံတောင်းနဲ့ချီရေဘေးကြုံရနိုင်တယ်လို့သတိပေးထားပါတယ်ရှင်။